ချင်းမိုင်ကနေမေအောင်စွန်ကိုတညိုက်ခီသွားဖို့အတွက်ကားဆောင်နေကြတာပဲဖြစ်ပါတယ်ကားသမားက8နိုင်လာကြုံမယ်ပြောပေမဲ့အခု8နိုင်15ရှိပါပြီရောက်မလာသေးပါဘူးကားဆောင်နေတော့ကျွန်တော်တို့ရဲ့ VIP တယောက်ရောက်လာပါတယ်သူလည်းအခုမှအိယာနိုးတဲ့ထက်နဲ့ညနာလာတင်နေတယ်ပေါ့နော်ကတော့9နိုင်ရှိပါပြီချင်းမိုင်ကနေမေအောင်စွန်ကို9နိုင်ကျော်လောက်စီးရမှာဆိုတော့ကားမိုးတက်တဲ့ကျွန်တော်တို့ကတော့အိတ်လိုက်ပါအောင်မယ်ဒီနေရာလေးကတော့ဒေါ်ကဲလုံး view point ပဲဖြစ်ပါတယ်အခုဆိုရင်မနက်7နာရီခွဲရှိပြီပေါ့နော်ချင်းမိုင်ကနေ view point အထိဆိုရင်2နာရီကျော်လောက်ကားစီးရတယ်ပေါ့နော်ဆိုတော့အညောင်းညာပြီးလမ်းစင်ရှောက်ကြမယ်ပြီးတော့ဒီဈေးဆိုင်တွေလည်းရှိရဆိုတော့မုံတွေဝယ်စားကြမယ်ပြီးတော့ coffee ဆိုင်လေးလည်းတွေ့တယ်ပေါ့နော်အထူးသဖြင့်ကတော့လေငင်းခံတယ်တပုံရိုက်ကြတယ်ဒါပါပဲအခုက view point ကနေပြီးတော့မေအောင်စွန်ကိုဆက်ပြီးတော့သွားနေပြီပဲဖြစ်ပါတယ်လမ်းဘေးဒီမှာတော့အများဖြင့်ဒီစိုက်ခင်းလေးတွေရှိတယ်အထူးသဖြင့် strawberry စိုက်ခင်းလေးတွေပေါ့နော်အခုက strawberry ရာသီဆိုတော့လေမေအောင်စွန်ရောက်ရင်သွားကိုသွားတင်တဲ့နေရာတစ်ခုဖြစ်တဲ့စတောင်ပြေးစီတီကျွန်တော်တို့ရောက်တဲ့ချိန်ကနေအရန်မြင့်တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်တပုံရိုက်တာတော့တိတ်အစင်မပြေခဲ့ဘူးပေါ့နော်ပြီးတော့ဒီတရားကိုအားလုံးလည်းယနေ့ကြမယ်ထင်ပါတယ်ထိုင်းနာမည်ကြီးဒူရင်ဒီကားတဲကစဝင်ခန်းတချို့လည်းဒီမှာလာရိုက်ထားတယ်ပေါ့နော်ဒီတရားကတော်တော်လေးတော့ရှည်တယ်ပေါ့နော်ပြီးတော့ဒီစပါးခင်းနေရှိတဲ့ချိန်ဆိုရင်လည်းပို့ပြီးတော့လာမယ်ထင်တယ်ဟိုဘက်မှာလည်းရွာရှိတယ်ရွာဘက်ကနေပြီးတော့ဖုန်းကြီးเจ้าကိုလာလို့ရှိရင်တရားကိုဖြတ်ပြီးတော့လာရတယ်ပေါ့နော်အဲ့ဘက်ကနေဆိုရင်ပို့ပြီးတော့လာလိမ့်မယ်ကျွန်တော်တို့ကကြတော့နေပူတာကြောင့်ရောဒီတရားကိုရှောက်မှာဝေးရတဲ့ကြောင့်မလို့ကောဖုန်းရောင်းရှိတဲ့ဘက်ကိုပဲလာလိုက်တာပေါ့နော်အဲကြောင့်မို့ဒီရွာဘက်ကမြင်ရတဲ့ view ကတော့မရိုက်ထားလိုက်ရဘူးပေါ့နော်